လီဒါကောင်းတစ်ယောက်ဆိုတာလူတွေကိုအတင်းကျပ်ထိန်းချုပ်နိုင်တဲ့လူမဟုတ်ဘူးမင်္ဂလာပါတက္ကရာမကျော်ဆိုပါတယ်ကျွန်တော်တော့တက္ကရာမကိုဆိုင်ဖြစ်ပါတယ်နွားတစ်ကောင်ကိုရေကန်နာအထိပေါ်တော့လို့ရပေမဲ့မြေတောက်အောင်တော့အတင်းတိုင်းလို့မရဘူးအဲ့ဒီစကပုံလေးကိုတောက်ဘူးကြမှာပါဒီစကားလေးကရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့လူတွေရဲ့ဘဝပြီးရင်လုပ်ငန်းခွင်နဲ့ဆက်ဆက်ရေးတွေမှာအရန်ကိုအသုံးဝင်တဲ့သင်ခန်းစာတစ်ခုပါနေပါတယ်မိတ်ဆွေဟာတယောက်အတွက်အခွင့်အရေးတွေဖန်တီးနိုင်တယ်လမ်းကြောင်းတွေပြနိုင်တယ်စာအုပ်တွေညွှန်ပေးနိုင်တယ်ပြီးရင်အကောင်းတဲ့သင်တန်းတွေတက်ခိုင်းလို့ရတယ်ကိုတိသမျှကိုလည်း sharing လုပ်ပြီးလို့နိုင်တယ်ဒါပေမဲ့သူကိုယ်တိုင်မလုပ်ချင်တော့မိတ်ဆွေအနေနဲ့ဘလောက်ပဲစူးစမ်းပါစေသူ့ဘဝကိုမိတ်ဆွေကပြောင်းလဲပေးလို့မရပါဘူးဒီတော့ဒီနေ့ဗီဒီယိုမှာဒီစကားပုံလေးထဲကနေ leadership တွေ motivation နဲ့ personal responsibility အတွက်လက်တွေ့အသုံးချလို့ရမယ်သင်ခန်းစာလေးတွေပြောပြပေးတော့ပါမယ်ပထမဆုံးကတော့ influence နဲ့ control ကိုခွဲခြားတည်ထားဖို့အတွက်လိုအပ်ပါတယ်နွားကိုရေကန်နာအထိခေါ်တော့ပေးတာက influence ပါလမ်းပြပေးတယ် chance အခွင့်အရေးတွေပေးတယ်လိုအပ်တဲ့အရင်းမြစ်တွေပေးတယ်ကိုယ်တိုင်နဲ့နမူနာကောင်းပြတယ်ဒါပေမဲ့နွားရေတောက်အောင်အတင်းကောင်းကိုရေထဲမြက်တာတော့ control ဖြစ်သွားပါပြီလူတွေနဲ့အလုပ်လုပ်တဲ့အခါဒီကွာခြားချက်ကိုနားလည်ဖို့အတွက်အရင်အရေးကြီးပါတယ်အထူးသဖြင့် leader တယောက်အနေနဲ့ကို team member တွေကိုဒါလို့မလုပ်ရင်ပြဿနာဖြစ်မယ်စတဲ့အမြဲတမ်းဖိအားပေးနေုံနဲ့ရေရှည်မှာအလုပ်ကောင်းကောင်းလုပ်လာနိုင်အောင်မလုပ်နိုင်ဘူးအဲ့ဒီအစားလူပါကြောင့်ဒီအလုပ်ကိုမလုပ်ချင်ရတာလဲသူ့မှာပါအခက်ခဲတွေရှိနေတယ်လေဘလို့အကူအညီတွေလိုအပ်နေတယ်လဲဆိုတာကိုအရင်နားလည်ဖို့အတွက်လိုအပ်တယ် leader ကောင်းတယောက်ဆိုတာလူတွေကိုအတင်းကျပ်ထိန်းချုပ်နိုင်တဲ့လူမဟုတ်ဘူးလူတွေကိုကိုယ်တိုင်လုပ်ချင်လာအောင်လမ်းပြပေးတဲ့လူပါဒုတိယတစ်ခုက motivation ဆိုတာအတင်းတွားပေးတာမဟုတ်ပါဘူးလူတယောက်ကိုအလုပ်လုပ်ချင်လာအောင်ဘယ်လိုလုပ်မလဲမင်းလုံးရမယ်လို့ပြောနေုံနဲ့မလုံလောက်ဘူးသူ့အတွက်ဒါဒီအလုပ်လုပ်ရင်ဘာရမှာလဲဆိုတာကိုမြင်လာအောင်လမ်းပြပေးဖို့အတွက်လိုအပ်ပါတယ်ဥပမာဒီ skill ကိုတင်ထားပါလို့ပြောတာထက်ဒီ skill ကိုတက်သွားရင်မင်းရဲ့ career မှာဒီလိုအခွင့်အရေးတွေရလာနိုင်တယ်လို့ပြောရင်ပိုပြီးစိတ်ဝင်စားလာနိုင်တယ်လူတွေကအမိတ်ကြောင့်အမြဲတမ်းမလှုပ်ရှားနိုင်ပါဘူးအကြောင်းပြချက်ရှိလာတဲ့အခါပိုမိုပြီးလှုပ်ရှားလာကြတယ်ဒါကြောင့် leader တယောက်အနေနဲ့လူတယောက်ကိုဘာလုပ်ရမလဲဆိုတာမပြောဘဲဘာကြောင့်လုပ်တင်လဲဆိုတာကိုပါရှင်းပြတတ်ဖို့အတွက်လိုအပ်ပါတယ်ဒါက communication skill ဖြစ်တယ်လို့ leadership skill လည်းတင်နေပါတယ်တတိယကတော့ accountability ကိုမမေ့ပါနဲ့ physical ဘောရဲ့အရေးကြီးဆုံးအပိုင်းကဒီနေရာမှာရှိပါတယ်တယောက်ကကိုယ့်ကိုရေကန်နာထိခေါ်ထားပေးတယ်ရေရှိတဲ့နေရာကိုလမ်းပြပေးတယ်ရေတောက်ဖို့လည်းပြောတယ်ဒါပေမဲ့ကိုယ်တိုင်ကမတောက်ပဲထိုင်နေတယ်ဆိုရင်ရေမတောက်တာကကိုယ့်ရဲ့ရေချင်မှုဖြစ်ပါတယ်ဘဝမှာလည်းထိုနည်းတူပါပဲမိဘတွေကလမ်းပြပေးနိုင်တယ်ဆရာကောင်းတွေကတင်ကြပေးနိုင်တယ် mentor တွေကအချံပေးနိုင်တယ် leader တွေကအခွင့်အရေးပေးနိုင်တယ်မိတ်ဆွေအပေါင်းတွေကကူညီပေးနိုင်တယ်ဒါပေမဲ့အောင်မြင်မှုကိုတော့မိကိုယ်တိုင်လုပ်ယူမှပဲရမှာပါဘယ်သူမှကိုယ့်အစားစာမလေးနာပေးနိုင်ဘူးဘယ်သူမှကိုယ့်အစား skill တွေမတက်ပေးနိုင်ဘူးဘယ်သူမှကိုယ့်အစားအလုံးမလုပ်ပေးနိုင်ပါဘူးပြီးတော့ဘယ်သူမှကိုယ့်အစားကိုယ့်ဘဝကိုတိုးတက်အောင်မလုပ်ပေးနိုင်ဘူးဒါကြောင့်မလို့တစ်ချိန်မှာသူ့ကိုပြန်မေးရပါမယ်ငါဘဝကရေကန်နာထိရောက်နေပြီလားရောက်နေပြီဆိုရင်ငါဘာလို့ရေမတောက်တာလဲအချုပ်အနေနဲ့ပြောရရင်ဒီစကပုံကလီဒါတွေအတွက်သင်ခန်းစာတစ်ခုတည်းမဟုတ်ပါဘူးကိုယ့်ဘဝအတွက်လည်းအရန်ကိုအရေးကြီးပါတယ်ယောက်ကမိတ်ဆွေကအခွင့်အရေးပေးပြီးသားဖြစ်ကောင်းဖြစ်နိုင်တယ်တင်တန်းတက်ဖို့အတွက်အခွင့်အရေးရှိတယ်အလုပ်လုပ်ဖို့အတွက်အခွင့်အရေးရှိတယ်တင်ဖို့အတွက် internet တွေလည်းရှိတယ်လမ်းပြပေးတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခွင့်အရေးရှိတာနဲ့အောင်မြင်တာကမတူဘူးအခွင့်အရေးကိုအတုံးချမှအောင်မြင်မှုဆိုတာဖြစ်လာတာပါဒါကြောင့်လူများကရေကန်နာအထိခေါ်တော့ပေးနိုင်တယ်ညီကိုတော့ကိုယ်တိုင်တောင်းရမယ်ဘဝမှာကိုယ်တိုင်တာဝန်ယူပြီးလှုပ်ရှားတတ်တဲ့လူတယောက်ဖြစ်လာတဲ့နေ့ရက်စပြီးကိုယ်ပွားရဲ့ရလဒ်တွေလည်းပြောင်းလဲလာလိမ့်မယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အတွေ့အမြင်တစ်ခုပေးနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော် channel လေးကို like share and subscribe လုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်